Hello guys အားလုံးပဲမင်္ဂလာပါ Storytelling by Night မှာဆိုလိုက်ပါကျွန်တော် Mr. Night ပါကျွန်တော်အခုပြောပြသွားမယ့်ဇာတ်လမ်းကတော့ One Upon a Time in Tammany ဇာတ်လမ်းလေးတွေက Tammany Village အကြောင်းပဲဖြစ်ပါတယ်ဟိုးရှင်ရှင်တော့လူတွေကြားမှာတမန်ကြားတွေနေထိုင်တဲ့လှုပ်ဝက်ရွာတရွာရှိတဲ့ဆိုတဲ့တဏှာကြီးတွေကပြည့်နေရဲ့ဒါပေမဲ့အဲ့ဒီတဏှာကြီးကိုယုံတဲ့လူတွေရှိတယ်လို့မယုံတဲ့သူတွေလည်းရှိကြတယ်။တကယ်တော့အဲ့ဒီရွာတွေကအမှန်တကယ်တည်ရှိနေတဲ့ရွာတွေတွေ့ရဖြစ်တယ်။အဲ့ဒီရွာရဲ့နာမည်ကတာမန်ဒီရွာလို့ခေါ်တယ်။ဘယင်းမြန်မာနိုင်ငံတော်တွေကရှမ်းပြည်နယ်မှာရှိတဲ့တောနယ်ကြီးတနေရာမှာလှုပ်ဝက်စွာတည်ရှိနေတဲ့တမန်ကြားမျိုးနွယ်တွေပဲတည်တတ်နေထိုင်တဲ့ရွာတွေတွေ့ရဖြစ်တယ်။တနေ့မှာတော့အနောက်နိုင်ငံကနေပြီးတော့ငွေဓာတ်ပုံစရာအာဒန်လိုင်ဂျာလို့ခေါ်တဲ့အကောင်လေးတယောက်မြန်မာနိုင်ငံကိုအလဲလာရင်းနဲ့ဒီရှမ်းပြည်ရဲ့တောနယ်ကြီးထဲမှာလမ်းပြောက်ပြီးတမန်တီရွာလေးကိုမတော်တဆရောက်ရှိတော့ပဲဒီတမန်တီရွာကတမန်ကြားတွေဟာမကောင်းဆိုးဝါးမျိုးနွယ်တွေဖြစ်ကြပေမဲ့လည်းတို့ကကျင်နာပြီးတော့ဖော်ရွေတယ်ဖော်ရွေတဲ့အပြင်ကိုဒီလူသားဖြစ်တဲ့အာရန်ကိုမထိခိုက်ပဲနဲ့ရွာထဲမှာနေခွင့်ပေးခဲ့ကြအဲဒီကနေပြီးတော့အာရန်ဟာဒီရွာနန်းဝင်လို့ခေါ်တဲ့တမန်ချားမလေးနဲ့တော့ချစ်ကြိုက်တော့ရတယ်။ဒါပေမဲ့တနေ့မှာတော့တင်းနီလာမင်းတမန်ဝင်လေးအင်ပါယာစတုဒ္ဓမြောက်မင်းသားအာရန်ကို VS လိုက်ထရန်ကသူလိုက်ရှာနေတယ်သူ့အဖေရဲ့လက်ထောက်မော်ဆရာအလန်ဆန်ဒါမိုးနဲ့လားကြောက်တုံးတော့ရှာဖွေရင်းနဲ့ဒီတာမန်ဒီရွာလေးရဲ့တည်နေအောင်တော့တည်ရှိသွားတယ်။အဲ့ဒီနောက်ဒီအာသာသူ့ရဲ့အန်ဒက်ဝဲဝူးလို့ခေါ်တဲ့ဒီမတေမျိုးတက်တွေကိုအသုံးပြုပြီးတော့ရွာကိုတိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ရွာသားတမန်ကြားတွေကလည်းအပြင်းနဲ့ကူးကန်ခဲ့ကြပြီပဲ။နောက်ဆုံးမှာဒီရွာတရွာလုံးပျက်စီးသွားခဲ့ပြီးတော့တမန်ကြားမျိုးနွယ်ဆိုအများစုကလည်းတည်ဆုံးသွားကြပြီးတော့နန်းဝေကလည်းရွာကိုကာကွယ်ရေးတည်စီလောက်တဲ့ဒဏ်ရာတွေအများအများရရှိခဲ့။ဒါပေမဲ့သူမတည်နောက်ဆုံးအချိန်လေးမှာသူရဲ့ချစ်သူဖြစ်တဲ့ဒီလူသားကောင်လေးအာဒန်ကိုကယ်တင်ဖို့အတွက်တမန်ကြားချိန်စာကိုအာဒန်စီကိုလွှဲပြောင်းပေးခဲ့တယ်။အဲဒီနောက်မှာအာဒန်လိုက်ကြတာမန်ဒီရွာလေးရနေပြီးတော့အသက်ရှင်ကျန်ရပြီးတော့ထွက်ပြေးလာနိုင်တဲ့တဦးလည်းတော့သူဖြစ်လာတယ်။ဒါပေမဲ့ तू ကအရင်ကလူသားစစ်စစ်တယောက်ဖြစ်ပေမဲ့အခုမှတော့ဒီလူသားအနေနဲ့တမန်ကြားတဲ့ကောင်အဖြစ်နဲ့ကြောင်းနေသွားခဲ့။သူ့ရဲ့ဒီချစ်ရတဲ့နန်းဝင်လေးအတွက်ကလန်စားချေဖို့နဲ့ဒီတာမန်ဒီရွာလေးပျက်စီးမှုရဲ့အမှန်တရားကိုဖော်ထုတ်ဖို့သူ့ရဲ့ခင်ကြီးစရာအဲ့ဒီအချိန်ကစတင်ခဲ့။ဒါပေမဲ့ဒီခုနအာသာလိုက်ရှာနေတဲ့မော်စရာနဲ့ဒီလားကြောက်တုံးကတော့ဒီအာသာရဲ့လက်ထဲကိုမရောက်လာပဲလေသူကဒီမြေလူတယောက်ရှိတော့ရောက်ရှိသွားတယ်ဟုတ်ကဲ့ကျွန်တော်အခုပြောပြတော့ One Upon a Time in Tammany ဇာတ်လမ်းရဲ့ Tammany Village အကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်နောက်နေ့ပြောပြသွားပေးမယ့်ဇာတ်လမ်းလေးကတော့တင်းနီလာမင်းတမန်ဝင်လေးအင်ပါယာရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ story လေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Storytelling by Night channel လေးကို like and subscribe လုပ်အားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ